တစ်ချက်လောက်စဉ်းစားကြည့်လိုက်ပါကမ္ဘာမြေပုံပေါ်မှာနိုင်ငံပေါင်း190ကျော်ရှိပါတယ်ဒါပေမဲ့လူဦးရေတန်း40နီးပါးရှိနေပြီးကိုယ်ပိုင်အလံကိုယ်ပိုင်ဘာသာစကားနဲ့ကိုယ်ပိုင်စစ်တပ်အထိရှိနေပေမဲ့နိုင်ငံဆိုတဲ့အမည်နာမသတ်မှတ်မခံရတဲ့ထူးဆန်းတဲ့လူမျိုးစုတစ်ခုအကြောင်းသင်သိပါသလားသူတို့ကိုကမ္ဘာအကြီးဆုံးနိုင်ငံမဲ့လူမျိုးစု World's Largest Stateless Nation လို့ခေါ်ကြပါတယ်လူဦးရေတန်း40နီးပါးပမာဏကကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးဖြစ်တဲ့ကနေဒါနိုင်ငံရဲ့လူဦးရေထက်တောင်ပိုများနေပါသေးတယ်ဒါဆိုသူတို့ကဘယ်သူတွေလဲအားလုံးပဲမင်္ဂလာပါ Horizon Pedagogy YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့ဆရာပေါက်လို့ခေါ်ပါတယ်ဒီနေ့မှာတော့ GD Social Study ရဲ့ Geography နဲ့ကမ္ဘာရေးရာတွေမှာအရေးကြီးတဲ့ Kurdish People ခတ်လူမျိုးအကြောင်းကိုရှင်းရှင်းလင်းလင်းထိမိမိတူရှင်းပြပေးသွားမှာပဲဖြစ်ပါတယ် Kurd ဆိုတဲ့စကားလုံးဟာရှေးဟောင်းဘာသာစကားအရတောင်တန်းလို့အဓိပ္ပာယ်ရပါတယ်ဒါကြောင့်သူတို့ကိုတောင်တန်းသားများလို့လည်းခေါ်ကြသလိုတောင်တန်းတွေကလွှဲရင်ငါတို့မှမိတ်ဆွေမရှိဘူးဆိုတဲ့ဆိုရိုးစကားတောင်သူတို့မှရှိပါတယ်သူတို့ကအရှိအလဲပိုင်းရဲ့ရှေးအကြဆုံးမျိုးနွယ်စုတွေဖြစ်ပြီးတော့ BC 600စုကမီဒီဆိုတဲ့အနွယ်ဝင်တွေကနေဆင်းသက်လာတယ်လို့ပညာရှင်တွေကပြောကြပါတယ်သူတို့မှာကိုယ်ပိုင်ဘာသာစကားရှိပြီးအများစုကတော့ဆွန်နီမွတ်စလင်တွေဖြစ်ကြပါတယ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကအခုသူတို့မှာနိုင်ငံမရှိပေမဲ့ဘယ်နေရာတွေမှာနေထိုင်ကြပါသလဲအဓိကအားဖြင့်နိုင်ငံ၄ခုရဲ့နယ်စပ်တစ်လျှောက်ကတောင်တန်းတွေမှာပဲဖြစ်ပါတယ်နံပါတ်1တူရကီနိုင်ငံရဲ့အရှေ့တောင်ဘက်ဒေသတွေမှာသူတို့အများဆုံးနေထိုင်ကြပါတယ်နံပါတ်2အီရတ်နိုင်ငံရဲ့မြောက်ဘက်ဒေသတွေမှာနေထိုင်ကြပြီးတော့ဒီမှာတော့သူတို့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Kurdistan Regional Government ဆိုတဲ့ KRG ပါရှိပါတယ်နံပါတ်3အီရန်နိုင်ငံရဲ့အနောက်ဘက်ဒေသတွေမှာသူတို့အများဆုံးနေထိုင်ကြပါတယ်နောက်ဆုံးတစ်နိုင်ငံကတော့နံပါတ်4ဆီးရီးယားနိုင်ငံပဲဖြစ်ပါတယ်ဆီးရီးယားနိုင်ငံရဲ့မြောက်ဘက်နဲ့အရှေ့မြောက်ဘက်ဒေသတွေမှာပြန့်နှံ့နေထိုင်ကြပါတယ်ဒါဆိုရင်မေးစရာတစ်ခုရှိပါတယ်ဒီလောက်လူဦးရေများပြီးတမိုင်းကြောင်းရှိလာတဲ့လူမျိုးစုကဘာလို့ကိုယ်ပိုင်နိုင်ငံမရှိရတာလဲအဖေကတော့1920ဝန်းကျင်ကစာချုပ်နှစ်ဆောင်ရဲ့အလေအပြောင်းမှာရှိနေပါတယ်ပထမကမ္ဘာစစ်ပြီး1920ခုနှစ်မှာစစ်ရှုံးအော်တိုမန်အမ်ပါယာနဲ့အနိုင်ရမဟာမိတ်နိုင်ငံတို့ချုပ်ဆိုခဲ့တဲ့ Treaty of Sevres ဆိုတာရှိပါတယ်အဲ့ဒီစာချုပ်အရအင်အားကြီးနိုင်ငံတွေကခတ်လူမျိုးတွေအတွက် Kurdistan ဆိုတဲ့ကိုယ်ပိုင်နိုင်ငံပေးဖို့ကတိပေးခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာခေတ်သစ်တူရကီခေါင်းဆောင်တဲ့မူစတာဖာခမဲအတာတူဦးဆောင်တဲ့မြို့ချစ်တပ်တွေကဒီစာချုပ်ကိုပြင်းပြင်းထန်ထန်ကန့်ကွက်ပြီးအင်အားကြီးနိုင်ငံတွေနဲ့လွတ်လပ်ရေးစစ်ပွဲတွေဆင်နွှဲခဲ့ပါတယ်အတာတုရဲ့အောင်ပွဲတွေကြောင့်1923ခုနှစ်မှာအင်အားကြီးနိုင်ငံတွေက Treaty of Lausanne ဆိုတဲ့စာချုပ်အသစ်ကိုပြန်လည်ချုပ်ဆိုပေးခဲ့ရပါတယ်အဲ့ဒီစာချုပ်သစ်အရတူရကီနဲ့အင်အားကြီးနိုင်ငံတွေညီနိုင်မှုလုပ်ရင်းခါတွေကိုပေးခဲ့တဲ့ကတိကိုလုံးဝဖျက်ချလိုက်ပါတယ်သူတို့ရဲ့နယ်မြေတွေကိုအရှိမပြောခဲ့တဲ့နိုင်ငံ၄ခုကြားမှာပဲခွဲဝင်ထွက်တင်လိုက်ပါတော့တယ်ဒါကြောင့်လေသူတို့ကကိုယ်ပိုင်နိုင်ငံမဲ့ဘဝကိုယနေ့တိုင်ရောက်ရှိနေရတာပဲဖြစ်ပါတယ်ဒီလောက်ဆိုရင်တောင်တန်းဒေသတွေမှာနေရတဲ့ Kurdish people ခါလူမျိုးတွေအကြောင်းကိုတည်တည်ချာချာလေးနားလည်သဘောပေါက်ပြီလို့မျှော်လင့်ရပါတယ်ကဲဒါဆိုအနည်းချုပ်ကြည့်လိုက်အောင်နံပါတ်1 Kurdish people တွေဆိုတာကကမ္ဘာအကြီးဆုံးနိုင်ငံမဲ့လူမျိုးစုဖြစ်ပြီးတော့တောင်တန်းသားများလို့အဓိပ္ပာယ်ရပါတယ်နံပါတ်2 Kurdish people တွေဟာရှေးဟောင်းမီဒီဆိုတဲ့လူမျိုးနွယ်စုတွေကနေပြီးတော့ဆင်းသက်လာတာဖြစ်ပါတယ်နံပါတ်3 1923လူစင်းစာချုပ်ကြောင့်ကိုယ်ပိုင်နိုင်ငံရမယ့်အခွင့်အရေးဆုံးရှုံးခဲ့ရပြီးတော့မိမိတို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်တဲ့ self determination အတွက်ယနေ့တိုင်ကြိုးပမ်းနေကြရတဲ့လူတွေပဲဖြစ်ပါတယ်ဒီအချက်တွေကိုသိထားရင် GD Social Study မှာအမှတ်ကောင်းရမှာသိကြပါတယ်အခုလိုဘူးတူတာတွေဆက်လေ့လာဖို့ကျွန်တော်ရဲ့ Horizon Pedagogy Channel လေးကို follow လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်မရှင်းတာရှိရင် comment ထဲမှာဝင်ရောက်ဆွေးနွေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်